အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်မိတ်ဆက်ပေးမယ့် software လေးကတော့ Mari လို့ခေါ်တဲ့ 3D texturing software လေးဖြစ်ပါတယ် Mari ကိုအထူးသဖြင့်ကျွန်တော်တို့ဒီရုပ်ရှင်နဲ့ game ထုတ်လုပ်တဲ့နေရာမှာဒီ texture software နေနဲ့သုံးတယ်ပေါ့နော်ကျွန်တော်ရဲ့ artwork တွေအတွက်လည်းကျွန်တော် Mari ကိုပဲသုံးခဲ့တာများပါတယ် Mari နဲ့ပတ်သက်ပြီးလေ့လာခြင်းနဲ့ဆိုရင်လည်းဒီ website မှာသွားပြီးတော့ landing သွားလုပ်လို့ရတယ်ကဲဒီတော့ Mari ရဲ့ user interface လေးကိုတစ်ချက်ကြည့်လိုက်ရအောင် Mari မှာ texturing လုပ်လို့ရတဲ့ type နှစ်မျိုးရှိရပါတော့ဒီ node based texturing နဲ့ layer by layer texturing ဆိုပြီးနှစ်မျိုးရှိတယ် node based ဆိုတာကတော့အခုလိုမျိုး node တွေရှုချက်ခတ်နေတဲ့သွားတဲ့ texture flow ပေါ့နော် layer by layer texturing ကလည်းဟိုညီမပြရလူတွေနဲ့အရင်စိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ Photoshop ကင်နေတဲ့လူတွေဆိုရင်ဘာပဲဒီ layer by layer နဲ့ဟိုရင်းနှီးကျွမ်းဝင်မိသားဖြစ်တယ်ဗျာ so Mari မှာလည်းထိုးနေလက်ကောင်းမယ်ကျွန်တော် layer by layer masking တွေ opacity တွေ blending mode တွေနဲ့ကျွန်တော်အလုပ်လုပ်တော့ရတဲ့ပုံစံပေါ့နော်အားလုံးချဲပြူပြီးရဲ့အခါမှာကျွန်တော်ဒီ channel layer မှာရှိတဲ့ channel တွေတစ်ခုချင်းစီကို flatten လုပ်ပြီးတော့ export ထုတ်လို့ရမယ် export ထုတ်ပြီးဆိုရင်တော့တကယ် Rhino channel software ထဲမှာသွားပြီးတော့ material setup သွားလုပ်ရမယ်ပေါ့နော်ဒီခြေထားတဲ့ texture မှန်သမျှကိုအထူးသဖြင့်တော့ကျွန်တော်တို့ဒီ base color ရှိမယ် roughness ရှိမယ် band map ရှိမယ် specular ရှိမယ်စတဲ့ဒီ map တွေကို apply လုပ်ပြီးတော့လိုချင်တဲ့ result ကိုရမယ်ပေါ့နော်ကဲဒီနေ့ Mari နဲ့ပတ်သက်တဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်များမှာလည်းကျွန်တော် 3D နဲ့ပတ်သက်တဲ့ဗီဒီယို content လေးတွေကိုစဉ်းစားမပြတ်လုပ်သွားနိုင်အောင်ကြိုးစားပါအောင်မယ် timeless ဗီဒီယိုလေးလည်းကျွန်တော်ရဲ့ channel မှာတင်နိုင်အောင်ကြိုးစားပါအောင်မယ်ကဲလို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြိုက်တဲ့ဆိုရင် like and subscribe လုပ်ပါပေးပါဦးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ